အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကကြတော့ဒီ TikTok မှာဒီတည်င်းနေတင်တဲ့မောင်စော်မင်းသူဖြစ်ပါတယ်ကျွန်တော်ကကြတော့ကော့တောင်မျိုးစာတီဖြစ်တယ်တနေ့တာဒေတာကြီးကော့တောင်မျိုးစာတီဖြစ်တဲ့အတက်ကတော့29ရှိပါပြီပေါ့နော်ကျွန်တော်နေထိုင်တာကြတော့တနေ့တာကော့တောင်မှာနေထိုင်ရှိပြရဘက်မှာနေထိုင်တယ်ပေါ့နော်ကျွန်တော်ကိုအားပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော် YouTube မှာမဟုတ်ပဲနဲ့အတေတော့မဟုတ်ဘူး YouTube မှာလည်းအားပေးပါလို့ပြောချင်ပါတယ်ပြီးတော့ပထမဆုံးအနေနဲ့ပြောချင်တာကြတော့ကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe လုပ်ပေးလို့ပြောချင်ပါတယ်ခင်ဗျာနော်ပြီးတော့ကျွန်တော်ဒီဘောကတစ်စိတ်တစ်ပိုင်းနဲ့ကျွန်တော်ပြောပြချင်တယ်ပေါ့နော်ပြီးတော့ဖြစ်ဖြစ်ဆိုအိမ်မဲနဲ့ကျွန်တော်ပြောပြချင်တယ်ပေါ့နော်ဒါလေးပထမဆုံးကျွန်တော်ပြောပြမယ်ကွပြောချင်တာကျွန်တော်ဖြစ်ချင်ဆုံးအိမ်မဲကျွန်တော်ပြောပြမယ်ကျွန်တော်ဖြစ်ချင်ဆုံးကျွန်တော်အိမ်မဲကြတော့ကျွန်တော်အိမ်တစ်လုံးနဲ့ဒီမြေလေးနဲ့အိမ်လေးရာလေးနဲ့ပေါ့နော်ပြပြစုံစုံလေးနေချင်တယ်ပေါ့နော်ကျွန်တော်မတည်ခင်လေးမှာနောက်တစ်ခုကကျတော့ခီးပတ်ချင်တယ်ပေါ့နော်နေဆန်းတို့ကျွန်တော်အားကြဆုံးနေဆန်းတို့ဒီနန်းနလိုင်းသူတို့ညီကိုဒီလင်မယားတို့ပေါ့အရင်အားကြပေါ့နော်သူတို့ကလေးထွက်နေတာလေအရင်သဘောကျတယ်ပေါ့နော်ကျွန်တော်မတည်ဆုံးခင်မှာကျွန်တော်မျိုးသွားချင်တယ်လာချင်တယ်ဒီ ACC ဘဝကိုဖျက်တမ်းချင်တယ်ပေါ့နော်အကြောင်းကျွန်တော် YouTube အားပေးပါလို့ပြောချင်ပါတယ် subscribe လုပ်ပေးပါလို့ပြောချင်ပါတယ်ကဲအဲ့ဆိုဒုတိယနေရကျွန်တော်ဘဝအကြောင်းကျွန်တော်ပြောပြမယ်ကျွန်တော်ကကြောက်တော့မိမိကကျွန်တော်10တန်းထိကြောင်းထားပြီး10တန်းပြီးကြောင်းထားပြီးအချိန်မှာ10တန်းဖြည့်ပြီးရတယ်ကျွန်တော်တဝဲကနေပြန်ဆင်းလာတယ်ဆင်းလာတဲ့အချိန်မှာကျွန်တော်အမေလေးဖြတ်တယ်ပေါ့နော်လေးဖြတ်လိုက်တဲ့အချိန်မှာကျွန်တော်မှာဒုက္ခမျိုးစုံဖြစ်တယ်ပေါ့နော်ရောက်တယ်ပေါ့နော်ကျွန်တော်ကကလေးပဲရှိတယ်အဲ့တော့ကျွန်တော်ဘာဆိုဘာမှနားမလဲဘူးဒီပြီးရနဲ့တိတ်မကြောက်ကျွန်တော်မှအထိုင်းမှလောက်တယ်မှာအဲ့ရတယ်မှာလဲကြသူကကျွန်တော်ယောဂရှင်ပေါ့နော်သူကယောဂဘောင်းဆောင်ပဲသူကခန္ဓာကိုယ်ထက်မှာသူဘာမှမရှိတော့ဘူးသူကအဲ့ရပေါ်မှာလဲကြရကွာဘာတော့မိမိနာတော့သူပတ်စံမှာလေးပုတ်ပေးနိုင်ပြီးတော့သူကလဲကြတဲ့အချိန်မှာတားမိနေရလို့လဲကြအမေကလေဖြတ်တယ်အမကျတော့အဲ့ရမှာလဲကြပြီးတော့သူများနိုင်ငံမှာတစိမ့်နဲ့နေရတစိမ့်ရတော့ကုညီချပါတယ်ပတ်စံမှာလူခံပေးပါပေးပေါ့နော်အမေလေးလုပ်ပေးပါတယ်ပြီးရနဲ့ကျွန်တော်မှကွာဒီထိုင်ကနေခေါ်ချလာပြီးတဲ့အချိန်မှာထိုင်းမှာပဲစုံသွားတယ်ပေါ့နော်ကျွန်တော်ဒီကော့တာမျိုးရဒီရအောင်လာခဲ့ကော့တာမျိုးကကျွန်တော်တကြိုလိုက်တယ်ပေါ့နော်အဲ့မျိုးပေါ့နော်အဲ့နေပြီးတော့ကျွန်တော်အစိပ်ပြင်းမှုတွေအများကြီးဖြစ်တယ်ပေါ့နော်အဲ့ကနေဒုက္ခတွေရောက်တယ်ဒုက္ခပါများဆိုတော့ဒီတိုင်းမဲ့ဒီကျွန်တော်ဒုက္ခရောက်တဲ့ကြားမှာကျွန်တော်တို့ကိုကူညီပေးတာကျွန်တော်ကူညီပေးရဆိုမပေါ့ကျွန်တော်မကျွန်တော်အိတ်တောင်ရှိကျွန်တော်မနောက်ထပ်အမတယောက်ရှိတယ်အိမ်မမမေနဲ့တူနေရယ်သူ့မေကမမေချမ်းသူ့လင်သူ့မယောက်ျားရှိရသူ့လင်ကပေါ့နော်မမေချမ်းမကောင်းဆိုတော့မမေနာမှာတူကနေခိုင်းခဲ့တယ်နေခိုင်းနေနေနဲ့သူ့လင်ကပတ်စံပုတ်ပြီးရလောကတစ္ဆာရှိတဲ့ယောက်ျားလို့ပြောရမှာနော်ဒီမိန်းမနဲ့4 5 6နဲ့ခွဲပြီးနေရတယ်မှာမိန်းမပေါ်မှာတစ္ဆာလောကတစ္ဆာမှာဖောက်ပဲမိန်းမတို့ချစ်ပေးချတယ်ပတ်စံမြေပို့ရပေါ့နော်သူရဲ့ပတ်စံကျွန်တော်စားတောင်းနေထိုင်တယ်ကျွန်တော်ကျူရှိတယ်ပါလေတက်တယ်ကျွန်တော်ပညာကျူရှိလေးကြောင်းလဲထားပြီးကျွန်တော်ဆောင်းခွက်ကြတော့တဲ့ဆက်တယ်မှာကျွန်တော်ကြောင်းဆက်တက်တယ်ဆောက်တဲ့ချိန်မှာကျွန်တော်တူလင်လေးပါလေကျွန်တော်ကိုလေးကျွန်တော်ပြန်ထောက်ပံ့ပေးတဲ့ချိန်မှာအဲ့မျိုးအကြောင်းမျိုးကြကျွန်တော်ဒီကျူရှိဆက်မတက်နိုင်တော့ဘာဖြစ်ဆိုကျွန်တော်တို့ကအရင်ကိုပိုင်လေးရှိရဲ့ဒီကိုပိုင်လေးမှာဒီသူများငှားမျိုးဆိုဖြိုရကွာစီပင်ပြီးကျူးကျော်နေပြီဆိုအိမ်ဖြိုရမှုဆက်မှာကျွန်တော်စိတ်ညစ်ပြီးတော့ထိုင်ဝင်လိုက်တဲ့ထိုင်မှာတနေ့နေ့မှာကျွန်တော်တော်လို့စားတယ်ဒါပေမဲ့ SM ပြေဘူးကျွန်တော်အိမ်ပြတ်ထွက်လာခဲ့ပြီးဆိုပြီးရနဲ့ပြီးကျွန်တော်တို့ဒီအိမ်ဖြိုလိုက်ရတယ်ပေါ့နော်အိမ်ဖြိုကြီးရတယ်ကျွန်တော်တို့ဒီအောက်ဆင်လာတယ်အောက်ဆင်လာပြီးရနဲ့ကျွန်တော်မှမသိဆုံးကကျွန်တော်မှားခဲ့ပေါ့နော်ဒီစော်မင်းတူတဲ့ဘာဖြစ်ဆိုကိုအားကိုပေါ့နော်ဘယ်သူမှလည်းမယုံကြည်ဘူးဘယ်သူမှလည်းမဟုတ်နဲ့နော်ကိုယုံဆိုပြီးသူပြတဲ့ချိန်မှာကျွန်တော်သူနေကောင်းဆိုင်တော့ကျွန်တော်အလုံးဆက်တယ်ပေါ့နော်ဒီကြောတော့မှလုံးဆက်တယ်လုံးဝမရသူတေဆုံးတော့မှကျွန်တော်လုံးရခဲ့လုံးရတာမှလည်းတလားလောက်ပဲလုံးလိုက်ရတယ် COVID-19 ဆိုရင်ယောဂစဝယ်လာနေကျွန်တော်တို့အလုပ်ပိတ်လိုက်ရတဲ့အဲ့မှာနေအစမပြမှုတွေပြန်ဖြစ်ပြန်ရောလှုပ်ဝင်လိုက်တဲ့ချိန်မှာအဆင်ပြေသွားတယ်စားတောင်းလို့အဆင်ပြေသွားတယ်ကိုပဲဖြစ်လာတဲ့ချိန်မှာအဆင်မပြေဘဲနဲ့ဒီတိုင်းအိမ်မှာပိတ်လည်းပဲရှိတဲ့ဟာလေးစုဆောင်တာလေးစားရနေပတ်စံမရှိကုန်ခံသွားပေါ့နော်အဲ့မှာကျွန်တော်ဒုက္ခရောက်ခဲ့တယ်အမယောက်ျားလည်းပို့ပါတယ်ဒါပေမဲ့သူပို့တဲ့ပတ်စံကျွန်တော်စားလို့မလောက်ဘူးကျွန်တော်အမဒီတနာဆိုင်ရန်ကောင်းတယ်သူဆိုလေကျွန်တော်အရင်တနာတယ်သူလေအဲ့ကျွန်တော်ကသူကဒုတိယကျွန်တော်ဒုတိယမိခင်မယ်ပြီးရင်သူတခြားအိမ်မှာသူဒီသွားလုပ်ကူရယ်ဝါလုပ်ကူရယ်ဟင်းတစ်ခွက်ရဒီဟင်းတစ်ခွက်နဲ့သူ့မှာသမီးလေးတယောက်ရှိကျွန်တော်သူ့မလေးတယောက်ရှိတေးလေးပဲရှိတယ်သူရဲ့ဒီမိသားစုလေးကကျွန်တော်ဟင်းတစ်ခွက်နဲ့စားတော့ရအမျိုးဖြတ်ကျော်ရင်သူ့လည်းတော့ပတ်ဆက်ပို့ပြီးလက်ကုပ်လိုက်သူ့လည်းပတ်ဆက်ပို့ပြီးအဲ့ဆိုကျွန်တော်တို့ဒီလက်ကုပ်တွေပတ်ဆက်ကျွန်တော်ဟင်းကောင်းတစ်ခွက်စားရပေါ့နော်ပြီးတော့ဆိုရင်ကျွန်တော်လုပ်ရင်းနဲ့ကြောက်မှကျွန်တော်လုံးထက်ဆက်တယ်တက်ဆက်တဲ့အကြောကကြတော့ဝေးရယ်ကွာမိသားစုလည်းခွဲတော့ကျွန်တော်တော်လို့ရကျွန်တော်ဒီကြောလူတွေဘတူးမှကျွန်တော်မသိပဲကျွန်တော်တော်လို့တယ်
အဲ့မှာကျွန်တော်တော့အလုပ်ရကြကျွန်တော်ပြီးမှအမှကျွန်တော်ပြန်လုပ်ကြည့်ရပေါ့နော်ရတဲ့ပတ်စံလေးသူအကုန်ပေးရပေါ့နော်အကုန်ပေးရဒီ2သိန်းကျော်လားမသိ2သိန်းကျော်ကကျတော့ဒီမုတ်ဖို့တိတက်ရတာပြီးလောက်ခဒီ10ရက်စာပဲသူခေါ်ပေးရ20ရက်စာပဲသူခေါ်ပေးရ10ရက်စာမှအများကြီးရပါတော့အဲ့နဲ့စားတောင်းပြီးပြောနေစားရင်တော့ပိုင်နေပဲအဲ့ကြားထဲမှာဒီအလုပ်တွေကကွာလိုက်သူကြောမှာ10ရက်လောက်လုပ်ပြီးကျွန်တော်ပြန်လာကျွန်မပတ်စံလေးကျွန်မတခါပြတ်သွားတယ်ကျွန်တော် online နေမျိုးအကြောင်းမျိုးနဲ့ကျွန်တော်လုပ်တယ်ပတ်စံတွေရတယ်အဲ့နဲ့ကျွန်တော်စားတောင်းတယ်ကျွန်တော်ရှာကြည့်ရပေါ့နော်ကျွန်တော်မိသားစုကျွန်တော်ရှာကြည့်တနေ့တော့ဒီကြောဒီတတိကြောကတော့တတိကြောဒီကြောကွာနောက်ထပ်ကြောကထပ်ဆက်တယ်ဆိုဒီကြောမှာသူကအလုပ်ခေါ်ပေးရပေါ့နော်ပြီးဒီစမတ်ခဘလာပေးရမှာဆိုကျွန်တော်တို့ပတ်စံမရှိတော့ဒီတခြားတို့ကနေတစ်ဆက်ကျွန်တော်တို့ချီးငားရပေါ့နော်ချီးငားပြီးတော့ကျွန်တော်တို့ဒီမှာသွားတင်တယ်သူပတ်စံတောင်းတယ်ပေးသူပေးလူအများလုပ်တဲ့အချိန်မှာနောက်ဆုံးကြတော့ဒီလူတယောက်ကနေပြီးတော့လာစုံစမ်းတယ်ဒီကိုကတော့ကောင်းတယ်ဒီကိုကကျတော့နာမည်မှာသူ MC လုပ်တယ်ပေါ့နော်ကျွန်တော်ဘယ်လိုပေါ်ဆိုမခေါ်ပြတော့တော့တယ်သူ MC လုပ်တယ်ဒီကိုလေးလာစုံစမ်းပြီးတော့မှအမှုပေါ်တော့အဲ့သူကလူလေမှကြီးပေါ့နော်အမျိုးပြောတဲ့အချိန်မှာအမေမှာဖမ်းမိသွားတယ်ဒါပေမဲ့ကျွန်တော်ပတ်စံလေးဆုံးရှုံးလိုက်ရပါတော့ပတ်စံတစ်ချက်မှမရလိုက်ရအောင်အခက်အခဲမျိုးအဲ့နဲ့တွားပြီပေါ့နော်ငါတို့မှအကျွေးလက်တင်တယ်ဖက်လည်းမတင်ဘူးငါဘယ်လိုလုပ်ရမလဲမှားလည်းရငါလုံးဆက်ပေးမယ်ပေါ့နော်ငါလောက်ရောက်ကြပေးငါဆက်ပေးမယ်ဆိုပြောနေတော်ပြီလို့အမေပြောဆိုပြန်တယ်ပြန်တယ်ကျွန်တော်လုံနေကြဒီတည်ရမလားခဏပြောတာကိုခဲမတိုင်ခင်မှာကျွန်တော်တလားလုံးလိုက်ရတဲ့ကြော်လေးအဲ့ကြော်မှာကျွန်တော်အလုပ်ပြန်ခေါ်ပြီးအဲ့မှာကျွန်တော်အဆင်ပြေဖြစ်လာပြီးတော့ဒီအဆင်ပြေလာပေါ့နော်ဒီကြော်မှာလှုပ်နေအဆင်ပြေလာကြတာနဲ့စားတောင်းရင်ကျွန်တော်တို့အဲ့ဖြတ်တန်းခဲ့တယ်ဒီကိုဘဲမှာကျွေးတင်ထားကျွေးနေတဲ့ပဆက်လိုက်တယ်ပေါ့နော်အဆင်ပြေဖြတ်အဲ့ပြန်နေဒီအဲ့တော့လည်းကိုဘဲရှိနေတော့လမ်းဒီထိုင်းလန်းချောင်းတယ်မဖွင့်သေးဘူးပေါ့နော်ထိုင်းလန်းချောင်းဖွင့်တယ်အမအောင်သူယောက်ျားခေါ်တယ်လေဆီကနေကျွန်တော်ဘွားရလေးလောကတိတ်ဆိတ်သွားတယ်ပေါ့နော်လောကပင်ပန်းမှုကြီးတွေဝင်လာပေါ့နော်အဲ့ဒီစားလို့ကျွန်တော်မှဖြစ်ရတယ်ကျွန်တော်အိမ်မှာလေးဖြစ်နေကျွန်တော်မေးတယ်ကျွန်တော်ကြည်ရတယ်အလုပ်လည်းလုပ်သမင်းဟင်းချက်အကုန်လုံးစရတဲ့စားတော့ကျွန်တော်ထမ်းဆောင်လိုက်ရအချမ်းလေးကျွန်တော်ရဲ့ရုပ်စိမ်းအင်္ဂါနဲ့ကျွန်တော်ခန္ဓာကိုယ်ရပစ္စည်းနေပါပေါ့နော်အမြင်ဖြစ်သွားပြီးမစားနိုင်တော့ရုပ်ကြပြီးတော့ရုပ်ဆိုးတော့အရင်ပုံစံအရင်လုံးမျိုးမရတော့ဘူးပေါ့နော်အမြင်ဖြစ်သွားတယ်အဲ့နဲ့ကျွန်တော်အစမပြေကြရီးစားလည်းထားတယ်ဒီရီးစားနဲ့ကျွန်တော်ကြိုက်တဲ့အချိန်မှာပတ်စံအများကြီးကုန်ခဲ့တယ်ကျွေးတယ်အများကြီးတင်ခဲ့တယ်နင်သူ့ဆုံးရှုံးနိုင်ဘူးလားသူလားနဲ့မေးနိုင်တယ်ဆုံးရှုံးနိုင်မလားကိုပေးစားရတဲ့အရာအများကြီးဆိုတော့လေသူတို့ကမတည်ဘူးသူကိုအပြစ်တင်မှုပဲတည်ရပေါ့နော်အမျိုးတွေကျွန်တော်အဖြစ်ပေါ့နော်ဒါတော့ဘယ်လိုမှပြောချင်ပါဘူးကျွေးတယ်ကျွန်တော်တနည်းနေပါဆက်လိုက်ရတယ်ပေါ့နော်ကျွန်တော်မစောင်းမရှိတောင်းမရှိခက်ခဲများဆိုကျွန်တော်ဖြတ်ကျော်တယ်အချားမှာသူကူညီလာတောင်းတာတွေရှိတယ်ကျွန်တော်သူ့ကူညီပေးလိုက်တာတွေရှိရပေါ့နော်သူလေဖိုးတွေပါဖို့မပေးဖို့မရှိဘူးဆိုတော့အဲ့ဟာတွေကျွန်တော်အကလုံးကူညီပေးခဲ့ပေါ့နော်ဒါတော့သူရဲ့ပါဆိုင်နေပါကျွန်တော်ကူညီပေးခဲ့တယ်သူနောက်သူနဲ့ကျွန်တော်လမ်းခွဲပေးရတာမှသူဒုက္ခရမှာဆိုတော့အဲ့လောက်ထိကျွန်တော်စိတ်နာကောင်းတော့ပြောပြတာပါပြီးရတဲ့ကျွန်တော်ဌာနတစ်ခုမှာအလုပ်ဓာတုထတ်တိုးရဲ့ဓာတုထတ်တိုးမှာခက်ခဲပေါင်းများဆိုကျွန်တော်ကြော်ပြခဲ့ရတယ်အရင်ပြင်ပန်းခဲ့ရပေါ့နော်ဒီကန်တီဟာတွေကျွန်တော်အနေကျွန်တော်သင်ခန်းစာယူတယ်နော်လူတွေရဲ့စိတ်ကိုကျွန်တော်အများကြီးတီးခဲ့ရတယ်အလုံးလုံးပြီဆိုတော့လေကိုတယောက်တည်းအိမ်မှာနေဘယင်းလုံးလို့ရတယ်အများနဲ့လို့ကြောက်ကိုဘယင်းလုံးလို့မရကိုရဲ့စိတ်ပိုင်းနဲ့ကိုသွားစုပ်ဖြတ်လို့မရဘူးအဲ့မျိုးကိုတီးလာတယ်ပေါ့နော်တယောက်တည်းမပြီးဘူးအများနဲ့လုံးရမယ်အလုံးဆိုရင်တီးခံနိုင်ရမယ်စိတ်ရှိရမယ်စကားကိုလှည့်ကွက်ပြီးတော့ပြောတတ်ရမယ်လူပေါက်တတ်ရမယ်ပေါ့နော်အဲ့လိုတွေအများကြီးတီးလာပေါ့နော်အားတွေကကျွန်တော်ရဲ့တင်ကန်းစာပါclass ကိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာဒါလေးထားလိုက်ပါပြောချင်တာကျွန်တော်တော့စူးစမ်းနေလူငယ်တရားဖြစ်တယ်ကျွန်တော်အိမ်မက်ကိုကျွန်တော်အကောင့်ထဲရအောင်ဖော်ချင်တယ်ဒီဖော်ဖို့ကယူရိုရှိမှရမှာယူရိုဆိုတာကျွန်တော်ဒီကြည့်ရှုနေတဲ့ကျွန်တော်ဗီဒီယိုဖိုင်ကြည့်ရှုနေတဲ့လူတွေရဲ့ခေါ်အားပေးမှုရှိမှရမှာပါပြီးတော့အားပေးမှကျွန်တော်ပတ်စံဝင်မှဒီကနေပြီးတော့ကျွန်တော်ရဲ့အိမ်မက်ကျွန်တော်အကောင့်ထဲဖော်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တခြားပါဝင်ငွေရောဒီ YouTube ကနေပြီးတော့ကျွန်တော်ဒေါ်လာတွေဝင်ချင်တယ်ကွာတောက်ကူညီပေးပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ပြီးတော့ကျွန်တော်ခရီးထွက်ချင်တယ်လူတန်းမြန်လုပ်ချင်တယ်ကျွန်တော်တကယ်လို့အောင်မြင်လာတဲ့နေ့ကျရင်ယူတို့မမေ့ပါဘူးကျွန်တော်ယူတို့အတွက်လည်းအကောင်းဆုံးနီးလန်းနေနဲ့အကောင်းဆုံး support ပေးမယ်လို့ကျွန်တော်ဒီဗီဒီယိုဖိုင်နဲ့တကွပြောချင်ပါတယ်ပြီးတော့ဒီဗီဒီယိုဖိုင်ဒီမှာပဲသုံးသပ်လိုက်ပါပြီလို့နော်